အားလုံးပဲမင်္ဂလာပါကျွန်မဒီဗီဒီယိုလေးမှာမျှဝေပေးမှာကအခုမှ forex trading စလုပ်မဲ့တူတွေအနေနဲ့ဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲဆိုတော့မေးခွန်းလေးကိုဒီဗီဒီယိုလေးမှာဖြေသွားပေးချင်တာပဲဖြစ်ပါတယ်အဲ့တော့အခုမှစလုပ်မဲ့ trader မဟုတ်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုကြော်သွားလို့ရပါတယ်ရှင်အဲ့တော့ကျွန်တော်တို့ဒါအခုမှ forex trader စလုပ်မဲ့ beginner trader တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဘာပြင်ဆင်ဖို့လိုအပ်လဲလို့ပြောရင်နံပါတ်1ကိုက trade လုပ်ဖို့ရန်အတွက်ကိုဖုန်းတစ်လုံးတော့ရှိဖို့လိုအပ်တယ်အဲ့တော့ဒါ trading လုပ်ဖို့ဒါဖုန်းအဆင်ပြေရင်ဖုန်းပေါ့နော် laptop အဆင်ပြေ laptop သုံးပါ tablet အဆင်ပြေတယ်ဆိုရင် tablet ရှိတာလည်းကောင်းပါတယ် tablet တို့ iPad တို့ပေါ့နော်အဲ့တော့အနည်းဆုံးကတော့ဖုန်းတစ်လုံးတော့ကိုယ့်လက်ထဲမှာဒါသုံးတက်ဖို့ကောင်းကောင်းဖုန်းတစ်လုံးကိုကောင်းကောင်းသုံးတက်ဖို့တော့လိုအပ်တာဖြစ်တယ်အဲ့တော့အရန်ကြီးလည်းခက်ခဲမဟုတ်ပါဘူးဒီနေ့လူတိုင်းကလည်းဒါဖုန်းလူတိုင်းမှာရှိပြီဒါတော့ဖုန်းတစ်လုံးရှိနေုံနဲ့ကျွန်တော် trader စလုပ်လို့ရပါတယ်အကောင့်ဖွင့်ဖို့ဆိုရင်ဒါ Gmail လိုအပ်မယ် KYC တင်ဖို့ဆိုလို့ရှိရင်တော့ NRC လိုအပ်ပါတယ်လို့เนาะ NRC ဒါမှမဟုတ် driving license ရှိရပါပြီလိုအပ်တဲ့ဆိုဒီ platform trading platform အနေနဲ့ဒါသုံးမယ်ဆိုတော့ MetaTrader 5ဆိုတဲ့ platform လိုမယ်ပြီးရင် fundamental analysis လုပ်ဖို့တော့investing.com ဆိုတဲ့ software တစ်ခုလိုမယ်signal နဲ့ပတ်သက်တဲ့ဈေးကွက်နဲ့ဆိုင်တဲ့အကြံပြုချက်တွေအများကြီးရဖို့ဆိုလို့ရှိရင်တော့ Telegram account တစ်ခုလည်းဖွင့်ထားဖို့လိုအပ်ပါတယ်ဒါတွေအကုန်ပြင်ဆင်ထားပြီးပြီဆိုလို့ရှိရင်တော့ကိုအဆင်ပြေတဲ့ server တစ်ခုခုကို join trading account တော့ဖွင့်ဒါပြီးရင်တော့ကျွန်တော်တို့ trader တဦးအနေနဲ့ကိုရဲ့ trader live ကိုစတင်လို့ရပါပြီဆိုတဲ့အကြောင်းကို share ပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် forex coach and trainer ဆိုင်ပါ